ဂျင်ကနှစ်တရာကြာစောင်းခိုဖို့ပြင်ဆင်နေပေမဲ့သူလဲချလိုက်တာနဲ့ဆက်ကချိုယွင်းနေပြီးအောက်ဆီဂျင်ကုန်တော့မယ်ဆိုတာကိုသိလိုက်ရတယ်။သူထိတ်လန့်သွားပြီးတကားကိုအတင်းတွန်းဖွင့်ကကဘာမြေကိုအရေးပေါ်အချက်ပြစနစ်ပို့ဖို့အပြေးလွှားသွားခဲ့ပေမဲ့အကြောင်းပြန်ချက်ရဖို့ဆယ်စုနှစ်ပေါင်းများစွာကြာအောင်မယ်ဆိုတာသိလိုက်ရတော့သူဟာလုံးဝကိုအားကိုးရမယ်ပြီးတယောက်တည်းကြံ့ရစ်ခဲ့ရတယ်။စက်မှုအင်ဂျင်နီယာတယောက်အနေနဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေကိုသုံးပြီးစနစ်ကိုပြင်ဆင်ဖို့နဲ့ပြန်အိပ်ပျော်ဖို့ကြိုးစားခဲ့ပေမဲ့ထပ်ပြီးမအောင်မြင်ပြန်တာကြောင့်သူအရန်ဒေါသထွက်သွားခဲ့တယ်။ကဘာမြေကိုပြန်ဖို့အတွက်တင်မော့အုပ်ကြီးရဲ့အခန်းထဲကိုဝင်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့ခွင့်ပြုချက်အဆင့်ကအရန်နှိမ့်နေတာကြောင့်ဘလို့ပဲလှုပ်တကားကပွင့်မလာခဲ့ဘူး။စက်ရုပ်ကလွဲလို့စကားပြောဖို့မရှိတာကြောင့်လက်ရှိအခြေအနေကိုလက်ခံပြီးအကောင်းဆုံးဖြတ်တန်းဖို့အကြံပြုခံခဲ့ရတယ်။သူကစိန်ခံခန်းထဲကိုခိုးဝင်ပြီးလူနေမှုပုံစံကိုမြင့်တင်ကခဏတာတော့တက်တောင့်တက်တာနေထိုင်ခဲ့ပေမဲ့စိတ်လှုပ်ရှားမှုတွေပျောက်ကွယ်သွားပြီးအထီးကျန်မှုတွေကအကြီးအကျယ်ဝင်ရောက်လာပါတော့တယ်။သူစိတ်တက်ကြလာပြီးတန်ရှင်းရေးစက်ရုပ်ကိုတောင်အဖော်တယောက်လိုဆက်ဆံခဲ့တယ်လို့အာကာသထဲကိုတောင်တယောက်တည်းထွက်ကြည့်ခဲ့ပြီးရင်တက်ရှူမောဖွယ်မြင်ကွင်းတွေကိုမြင်တွေ့ခဲ့ရပေမဲ့ပိုပြီးတော့တောင်အထီးကျန်တယ်လို့ခံစားခဲ့ရတယ်။တင်မောပေါ်ပြန်ရောက်တဲ့အခါစိတ်ပြတ်အားငယ်မှုတွေကြောင့်လူသွားလမ်းတစ်လျှောက်ပြေးလွှားနေရင်ခြေချော်လဲကျသွားခဲ့တယ်။အဲ့ဒီမှာလဲလျောင်းရင်စိတ်ငြိမ်အောင်ထိန်းနေတော့မှရုတ်တရက်အပေါ်ကိုမောကြည့်လိုက်တော့လှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပြီးသူ့စိတ်ထဲမှာရဲတင်းတဲ့အကြံတစ်ခုပေါ်လာပါတော့တယ်။